အိမ်မှာထမင်းစားရတာမကောင်းလို့အပြင်မှာဝယ်စားကြည့်တဲ့အခါဆိုင်ကရောင်းတဲ့ထမင်းနဲ့ဟင်းဟာမင်းချက်တဲ့ဟင်းလောက်မကောင်းဘူးမင်းလောက်ကိုပေါ်ဘသူမှမကောင်းဘူးမင်းတယောက်ထဲသာကိုယ်တွေ့ကောင်းနိုင်စို့အလောဘမင်္ဂလာညနေကြလေးပါလားအခုမှပဲကျွန်တော်ရေချိုးလို့ပြီးသွားပါပြီလို့ကျွန်တော်ဒီ brother လာရေးတဲ့ comment လေးကိုကျွန်တော် reply လေးပြပေးမှာပါရိုးရိုးပဲစားပါ brother ရဟုတ်ပါပြီဟိုနေ့ကလောက်ပြလာတဲ့ရက်လေးပါလားလောက်ပြလာပြီးတော့ဒီဈေးဝယ်တာပါအဲ့ဒါဈေးတော့လိုက်ပါကြည့်တော့ကျွန်တော်အမေသားစားကြည့်တော့ကျွန်တော်အမေသားဆိုင်ကိုတွေ့တယ်အမေသားဝယ်လိုက်တာပေါ့150လောက်ရှိမှာအဲ့ဒါကိုဝယ်ပြီးတော့လည်းပိတ်ဆက်လည်းပေးပြီးတော့ပြီးသူလည်းပိတ်ဆက်ပြန်အဲ့ဒါဒီကထောက်ပါလောက်တာလားရောင်းတာလားလို့ကျွန်တော်မေးကြည့်လိုက်မျိုးရှိတယ်တွေးတဲ့မျိုးရချီကားထုတ်တဲ့အထုတ်တစ်မျိုးရပေးရတော့ဘယ်ဟောယူမှာလဲလို့ကျွန်တော်ချီကားအထုတ်ယူမှာပါလို့သူကျွန်တော်တစ်ထုတ်ပေးလိုက်တယ်ပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီဟာကဘာတွက်ချက်တာလဲဆိုတချို့တွေအမဲဥကြားတွေပေါ့ပစိုးကြားတွေအမဲပစိုးကြားတွေပေါ့အဲ့ဒါတွေရောပြီးတော့ချက်တာသွေးတွေနဲ့အချူတွေလေအဲ့လိုမျိုးအမဲသားကြတော့သူ့သွေးနဲ့သူ့အသားနဲ့ဆိုတော့ညီတယ်ဆိုတော့အဲ့ဒါတော့ချက်ရမလို့ကျွန်တော်အခုတကူတကဒီအမဲသားချီကားလေးစားကြည့်လို့ကျွန်တော်ကိုယ်တိုင်လေးချက်ပြီးတော့ဗီဒီယိုလေးပြလိုက်တာပါလို့အခုလို့ comment လိုက်ရေးပေးတာ brother လည်းကျေးဇူးတင်ပါတယ်နောက်ဆိုကျွန်တော်ရိုးရိုးပဲဆန်းတာပါလို့ okay ကျေးဇူးပါကျွန်တော်အဲ့ဒါ